္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရေအောက်ကဘာကိုစိုးမိုးဖို့ပြင်ဆင်နေတဲ့ဤပညာအသစ်တစ်ခုကိုလေ့လာကြည့်ကြပါမယ်ဒါကတော့တာမန်အယုတ်လေးတစ်ခုမဟုတ်ပဲအသေးစိတ်တည်ဆောက်ထားတဲ့ RC Submarine အဝေးထိန်းရေငုပ်သင်္ဘောပဲဖြစ်ပါတယ်အခုစမ်းသပ်မှုစတင်ပါပြီရေငုပ်သင်္ဘောရဲ့ diving system ကောင်းမွန်စွာအလုပ်လုပ်မလုပ်ကိုစစ်ဆေးဖို့အတွက်ရေကန်ထဲမှာစမ်းသပ်နေတာပါကြည့်လိုက်ပါအောင်သင်္ဘောကိုယ်ထဲဟာရေအောက်ထဲကိုတဖြည်းဖြည်းချင်းကိုရွှေ့သွားတာဟာတကယ့်စစ်သင်္ဘောကြီးတစ်စင်းကိုပဲတည်ငြိမ်လွန်လာပါတယ်ရေမျက်နှာပြင်ကနေလုံးဝပျောက်ကွယ်သွားတဲ့အထိငုပ်ရွှေ့သွားနိုင်တာကိုတွေ့ရမှာပါဒါဟာဒီ model ရဲ့တိကျတဲ့အလေးချိန်ထိန်းညှိမှုနဲ့ရေဖိအားတန်ကိုခံနိုင်ရရှိအောင်ဖန်တီးထားတဲ့စနစ်ကြောင့်ပဲဖြစ်ပါတယ်အခုတော့ရေအောက်ကနေအောင်မြင်စွာပြန်လည်ပေါ်ထွက်လာပါပြီ diving system စမ်းသပ်မှုကတော့အောင်မြင်သွားခဲ့ပါပြီအသေးစားလေးဖြစ်ပေမဲ့နီးပညာကတော့အထင်သေးစရာမဟုတ်ဘူးเนาะဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့နီးပညာနဲ့ဖြိုဖြေရေးဗီဒီယိုလေးတွေကိုဆက်ကြည့်ကြရင်တော့ကျွန်တော်တို့ channel ကို like and follow လုပ်ထားဖို့မမေ့နဲ့အောင်เนาะ